ကျွန်တော်တို့ရဲ့အတွေ့တွေကတကယ်ရောကျွန်တော်တို့ပိုင်တာလားဒီနေ့တော့ကျွန်တော်တို့အတွေ့တွေဘယ်ကနေမြင်ဖြားခန့်လာလဲဆိုတာကိုတွေးကြည့်ကြမယ်လူတိုင်းကကိုယ်စိတ်ထဲမှာပေါ်လာတဲ့အတွေ့တွေကိုငါဟာငါတွေးတာပဲလို့ခံစားရတတ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့လွတ်လပ်တဲ့ဆန္ဒ free will နဲ့အတိတရားကနေဖြစ်လာတဲ့အရာတစ်ခုလို့ထင်ကြပါတယ်ဒါပေမဲ့ psychology နဲ့ philosophy ပညာရှင်တွေကတော့အဲ့ဒီထက်ပိုပြီးတော့နက်နက်နေနေမေးခွန်းထုတ်ကြပါတယ်တကယ်တော့ကျွန်တော်တို့ရဲ့အတွေ့တွေကဘယ်ကနေလာတာလဲတဲ့ဒါဟာဝိညာဉ်ရေးရာထက်လက်တွေ့ကြတဲ့မေးခွန်းပါကျွန်တော်တို့ရဲ့အတွေ့တွေထဲမှာဘယ်လောက်ထိကတကယ်ပဲကိုယ်ပိုင်ဖန်တီးထားတာလဲဘယ်လောက်ထိကမြင်ခဲ့ကြားခဲ့သင်ယူခဲ့ရတဲ့အတွေ့အကြုံတွေရဲ့လွှမ်းမိုးမှုတွေဖြစ်မလဲခေတ်သစ်စိတ်ပညာအရလူသားတွေရဲ့တွေးခေါ်ပုံဟာအမေကိုကင်းစွာတီးခြားရတည်နေတာမဟုတ်ပါဘူးတဲ့အထူးသဖြင့် BF scanner လို့စိတ်ပညာရှင်တွေပြောတဲ့ conditioning အခြေအနေပေးမှုသဘောတရားအရကျွန်တော်တို့ရဲ့အတွေးအမြင်တော်တော်များများဟာအတိတ်ကရရှိခဲ့တဲ့အကျိုးအပြစ်တွေပေါ်မှာပဲတည်ဆောက်ထားတာပါတဲ့ကျွန်တော်တို့ကတခြားသူတွေကိုကြည့်ပြီးသင်ယူတယ်ဒါကတော့ social learning theory လို့ခေါ်ပါတယ်ဘာသာစကားတွေကိုစုပ်ယူနိုင်တယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အကြိုက်လို့ပြောနေတဲ့အရာတွေကတော့မှအချိန်ကြာလာတဲ့နဲ့အမျှရင်းနှီးကြွမှု exposure ကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေဖြစ်ပါတယ်စိတ်ပညာရှင် Sean Piaget ကတော့ကျွန်တော်တို့ရဲ့အုံနောက်ဟာအတွေ့အကြုံအသစ်တွေကိုရှေ့ပြီးသားစိတ်ပိုင်းဆိုင်ရာတိစောက်ပုံတွေကိုထည့်သွင်းပြီးတော့အတွေးတွေကိုအဆက်မပြတ်တိစောက်နေတာလို့ဆိုပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့အံ့ဩစရာကောင်းတဲ့စိတ်ကူးသစ်တွေဆိုတာအတိတ်ကအပိုင်းအစတွေကိုပုံစံအသစ်နဲ့ပြန်စီလိုက်ခြင်းသာဖြစ်ပါတယ်တဲ့ဒီနေရာမှာတသနာပညာရှင် Louis Wittgenstein ကအရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြပါတယ်သူကငါးဘာသာစကားရဲ့အကန့်အသတ်ဟာငါးကဘာကြီးရဲ့အကန့်အသတ်ပဲလို့ဆိုခဲ့ပါတယ်ဘာသာစကားအတွေးတွေကိုပုံဖော်ရုံတတ်မဟုတ်ပဲအတွေးတွေကိုပါဘောင်ခတ်ပေးလိုက်တဲ့သဘောကိုပြောတာပါဥပမာလွတ်လပ်မှုဆိုတဲ့စကားလုံးမရှိရင်လွတ်လပ်မှုအကြောင်းကိုနက်နက်နဲနဲတွေးဖို့ခတ်သွားနိုင်ပါတယ်အယူအဆ concept တွေကဘာသာစကားကနေလာတာဆိုရင်ကျွန်တော်ရဲ့အတွေးတွေကဘယ်လောက်အထိလွတ်လပ်နိုင်ပါအောင်မလဲဒါအပြင်အခုခေတ်မှာ algorithm တွေရဲ့လွှမ်းမိုးမှုကလည်းအကြီးအကျယ်ရှိနေပါတယ်ကျွန်တော်တို့မြင်နေရတဲ့သတင်းတွေလူမှုကွန်ရက်ပေါ်ကအချက်အလက်တွေဟာကျွန်တော်တို့ဘာကိုအရေးကြီးရလို့သတ်မှတ်တယ်လဲဆိုတာကို ego chamber ထဲမှာပဲပိတ်လောင်ပြီးပုံဖော်နေတာဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့စိတ်ဝင်စားတဲ့အရာတွေကျွန်တော်တို့ကြည့်တဲ့အရာတွေကိုပဲ algorithm ကထပ်ခါပြနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အတွေးတွေကလည်းဒီအရာတွေထဲမှာပဲပိတ်မိနေမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအပြင်ကနေရိုက်သွင်းလိုက်တဲ့အတိုင်းတွေးနေရတဲ့စက်ရုပ်တွေပဲလားမဟုတ်ပါဘူးဒီနေရာမှာ influence လွှမ်းမိုးမှုနဲ့ control ချိန်ချုပ်မှုကိုခွဲခြားမြင်ဖို့လိုပါတယ်စိတ်ဟာအစွမ်းမဲ့နေတဲ့အတန်ဖန်းဆက်တစ်ခုမဟုတ်ပါဘူးသူကရလာတဲ့အချက်အလက်တွေကိုအတိတ်ပဲဖွင့်ဆိုတယ်စစ်ထုတ်တယ်ပြီးတော့ပြန်လည်စုစည်းတယ်ဒါကို active interpretation လို့ခေါ်ပါတယ်မူရင်းစိတ်ကူးဆိုတာကဘာမှမရှိရကနေအသစ်အဆန်းဖန်တီးလိုက်တာမဟုတ်ပါဘူးရှိမိသားအယူအဆတွေကိုအမြင်အသစ်နဲ့ပြန်လည်ပေါင်းစပ်ခြင်း synthesis တာဖြစ်ပါတယ်ဒီပေါင်းစပ်မှုကနေမှကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆိုတာဖြစ်လာတာပါဒါကြောင့်နောက်တစ်ခါကျွန်တော်တို့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာရင်ဒါဟာငါအတွေးအစစ်ဟုတ်ရဲ့လားလို့မေးနေမယ့်အစားဒီအတွေးကိုပုံဖော်ပေးခဲ့အရင်းမြစ်တွေကဘာတွေလဲဆိုတာကိုမေးကြည့်ပါဒီလို meta cognition ကိုအတွေးကိုပြန်လဲဆင်ခြင်နိုင်ခြင်းရှိလာတဲ့အခါမှာလွှမ်းမိုးမှုတွေကနေလွတ်မြောက်သွားမှာမဟုတ်ပေမဲ့အဲ့ဒီလွှမ်းမိုးမှုတွေအပေါ်မှာကျွန်တော်တို့ကပို့ပြီးတော့အတိတရားရှိနဲ့စီမံခန့်ခွဲလာနိုင်ပါလိမ့်မယ်အဲ့ဒီအချိန်ကျမှတွေးတောခြင်းဆိုတာပိုင်ဆိုင်မှုတစ်ခုမဟုတ်ပဲနားလည်မှုတစ်ခုဆိုတာကိုသိမြင်လာမှာဖြစ်ပါတယ်